နဲ့ပါလာကိုဒါသမင်းကြီးနဲ့ပေါင်းဝါးယူပါတယ်လက်ကကျတော့ဟေးအောင်မြင်မှုရမယ်နေတဲ့အတွက်ဒီသူတွေပါပဲဒါနောက်ဆုံးတော့တိုက်ပွဲတစ်ခုပဲတရားတော်စကူတိုင်းနေရခြင်းတော့အာရမကိုတော့လမ်းနိုင်ဖို့တော့ရောက်မရှိသူပတ်စတဲ့ကိုပြည့်ပြည့်သူချေမောဆိုတိုင်းရတော့ခွေစီတွေစူစီလို့ရေလာရေလာဒီသူစစ်တီတော့တိုက်ပွဲကြာခင်မရောက်မရှိသူကြီး